ဈေးနှုန်းကျဆင်းတဲ့အချိန်မှာ Bitcoin ကို short လိုက်ရင်အမြတ်ရမယ်လို့အများစုကထင်ကြပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေမှာလည်း liquidate ထိသွားနိုင်တဲ့အချိန်လည်းရှိပါတယ်။ဘယ်လိုဖြစ်နိုင်တယ်လဲဆိုရင်တော့ Bitcoin ဈေးနှုန်းဒေါ်လာ6000ရှိတဲ့အချိန်မှာ Bitcoin ကို collateral အဖြစ်သုံးပြီးတော့ leverage 10x သုံးပြီး 1BTC ကို short လိုက်တယ်လို့ဆိုကြပါစို့။ဈေးနှုန်းဟာဒေါ်လာ6200ကိုဝုန်းကနေတက်သွားပြီးတော့ collateral အဖြစ်သုံးလိုက်တဲ့ Bitcoin ကမလုံလောက်တဲ့အခါ liquidate ထိသွားခဲ့ပါတယ်။ Bitcoin ဈေးနှုန်းဟာဒေါ်လာ9500အထိကျသွားရင်တော့ကိုယ့်ရဲ့ collateral နည်းလာလို့ position ကအလိုလိုနဲ့ liquidate ထိသွားနိုင်ပါတယ်။ဒါကိုဘယ်လိုကာကွယ်ကြမလဲဆိုရင်တော့ cross နဲ့ isolated margin ကိုသုံးပြီးတော့ကာကွယ်နိုင်ပါတယ်။ position ဝင်တဲ့အချိန်မှာ cross margin ကိုသုံးရင်တော့ကိုယ့်ရဲ့ account ထဲမှာရှိသမျှငွေတွေကို collateral အဖြစ်သုံးထားလို့ trade ကထင်ထားသလိုအခြေအနေမဟန်ရင်တော့ငွေတွေအားလုံးပါသွားနိုင်ပါတယ်။ဒါပေမဲ့ isolated margin ကိုသုံးရင်တော့ဒါကကိုယ့်ရဲ့ margin account တွေကငွေကိုပဲသုံးထားတာကြောင့်မလို့ရှုံးရင်တော့မှ account တစ်ခုလုံးကိုမထိခိုက်စေနိုင်ပါဘူး။ဒါကြောင့် isolated margin ကိုအမြဲတမ်းသုံးပြီးတော့မှ trade ပေးပါ။တခြားနည်းလမ်းတွေကတော့ stop loss ကိုသုံးပါပြီးတော့ leverage ကိုကြီးကြီးမားမားမသုံးပါနဲ့